ချန်ငင်လို့စခန်း248စစ်ပွဲပြီးတော့ဆေးရုံမှာလူနာကုန်တလောက်ဖြစ်သွားပါပြီစစ်ရှောင်လာတဲ့သူတွေလည်းအိမ်ပြန်ဆောင်ကြရတယ်ဆယ်စင်းမှာတော့ဆိုရင်ဒီလိုချင်းကြမှာစိတ်မြင်တပြေဖောက်တယ်ကြလို့ရွာလုံးကုန်လာလေစကားစလက်ထဲရောက်သွားတဲ့ရွာနဲ့ KPDF လက်အောက်ရောက်သွားတဲ့မြို့ရွာတွေဟာဘာတွေဘလို့ကွာတယ်လဲဒေသခံအရက်သားတွေဟာအတီးဆုံးပါပဲဆယ်စင်းနဲ့တာမခန်ကိုရှင်ကြည့်လိုက်ရင်ကိုသိတာတယ်ရုပ်တဲ့သူတွေကတော့ရုပ်ကိုရုပ်တာနော်ဆယ်စင်းမှာတော့ရဲစခန်းနောက်ဘက်ဘောလုံးဝင်းဟောင်းထဲမှာမိုင်းနေမြုပ်ထားခဲ့လို့ကလေး9ယောက်ဆေးရုံရောက်လာတယ်လို့ပဲတာမခန်မှာလဲစစ်တပ်ကုန်းနဲ့မိုင်းနေမြုပ်ထားခဲ့တာကောင်လေးတယောက်နင်းမိလို့ခူလေးတွေမဲ့ခြေတော့ဖြတ်ပလိုက်ရတယ်လူနာနဲတယ်ဆိုတော့ညာလဲတရက်လောက်တော့မှန်မှန်ခွဲနေရပါသေးတယ်သူရှိရလူနာကလည်းမျိုးတိုင်းနဲ့ရိုင်းပြီးလို့ခြေချင်းဝက်ကတွဲလောင်းပြီးပြဲထွက်သွားတာအဲ့ဒီလူတော့မဖြတ်ချင်သေးလို့အယူချင်းတက်အောင်တိပြီးပြန်ဆက်ပေးထားတယ်ဒီတိုင်းလဲကောင်းရင်ကောင်းသွားနိုင်ပြီလို့စောင့်ကြည့်လိုက်အောင်မယ်လေလဲဘဝလင်းကြလို့လက်ပြန်ရိုးတွေကျိုးကုန်တဲ့ကလေးကိုတော့ယူဆရာဝန်ရှိတဲ့စီလွတ်ထားရတယ်open fracture ဖြစ်နေတာရဲ့ညာဘက်လက်မှာဖြစ်တာရဲ့အကြောင်းပါဒါတောင်ကလေးမိဘတွေကဘိန်းလို့ဆရာနဲ့ပဲပြမယ်လုပ်နေလို့အဲ့ဒီသွားပြရင်နောက်ဘယ်တော့မှစီးရုံကိုပြန်မလာနဲ့တခါတည်းတီကန်းပြပဲလို့အော်ပလိုက်တယ်ဟိုးရင်တခါမူချူเจ้าကကလေးလေးတယောက်ချော်လဲလို့လာပြဘူးတယ်ဓာတ်မှန်တွေပါလေတခြားရိုက်ပြီးဘာမှမဖြစ်အယူလည်းမကျိုးပါဘူးလို့ရှင်းပြပြီးပြန်လွှတ်လိုက်တယ်အဲ့ဒါကလေးမိယာမကျင်တော့လို့ဘိန်းတော့ဆရာနဲ့ကြက်သွားစီရလေကလေးကိုဝချမ်းများတွေပတ်ပြီးတလားလောက်စီးထားတာကွေးမရဆက်မရနဲ့လက်ကောက်ကောက်ကြီးဖြစ်လာတော့မှမပြောက်လို့ဆိုပြီးဆေးရုံကိုပြန်လာပြတယ်ဒေါသထွက်လိုက်တာပြောစရာတော့မရှိဘူးကလေးမိအော်ဟစ်ပြီးတော့ကိုစူပလိုက်တယ်ငါတို့ကရိုးရိုးဆရာဝန်တောင်မဟုတ်ဘူးအထူးကုဆရာဝန်ဓာတ်မှန်နဲ့တခြားရိုက်ပေးထားပြီးသားမကျိုးလို့မကျိုးဘူးလို့ပြောတာကိုမယုံပဲဆရာဝန်မဟုတ်တဲ့သူကမဟုတ်ကဟုတ်ကလှုပ်တာကိုသွားလှုပ်တယ်နင်ကောင်းထဲမှာအုံနောက်မပါဘူးလားငါတို့ကပတ်စံမပေးရလို့အဖိုးမတန်ဘူးလို့မှတ်နေတာလားတခါတည်းမဟုတ်ဘူးဟိုးရွာမိပိုင်းကတလတခါလာပြပြီးစီးကျူဆေးတွေအလကားပေးနေကြလူနာကလည်းခြေတော့အနာပေါက်တော့ဆေးရုံလာမပြပဲအဲ့ဒီဘင်းတော်ဆရာစီသွားခွဲတဲ့ဒီကီဝင်ပြီးတတိလက်လာတော့မှဆေးရုံကိုရောက်လာတယ်ကုံလိုက်တဲ့ဆေးတွေမှာတောက်လဲတော်တော်ကြီးကိုလိုက်ဆယ်ယူရတယ်စိတ်ဆိုးလုံးလို့နင်တို့ရွာနဲ့ငါနဲ့မတန်ဘူးလို့ပြောပြလိုက်တယ်ဘလောက်တော်တဲ့အထူးကုဆရာဝန်ပဲဖြစ်ဖြစ်တော်တဲ့ကိုရောက်သွားရင်ငါတို့ရွာဆရာလောက်တက်လို့လားလို့အမေးခံရမှာပဲသူ့နေရာမှာသူမနေတာဟုတ်ဒါတော့မတတ်နိုင်ပါဘူးလူဆိုတာသူ့အုံနောက်ရှိသလောက်ပဲတွေးတတ်ခေါ်ရမှာမလားကိုလည်းငငယ်တုန်းကလက်ကျွေးရင်တရုတ်ဆရာနဲ့ပဲစီးတဲ့ဟာအဲ့လိုမျိုးအပေါက်ဆိုးပြီးမီးတွန်းတောက်တီးတတ်လို့သူ့စီမပြတာလို့ဆိုနေမှခက်နေဦးမယ်စကားကိုစိတ်ထဲမှာရှိတဲ့အတိုင်းအပြင်ကိုအတန်ထွက်အောင်ပြောတာမကောင်းဘူးကိုယ်စိတ်ကိုအတွေးဆိုတာလူတကာအလုံးစုံသိအပ်သောအရာလည်းမဟုတ်ဘူးစကားပြောပန်များကစကားတွေကဇာတိပြတဲ့ပါဇက်ကဖွင့်မပြောပဲသူများစိတ်ထဲမှာဘာရှိသလဲမှန်အောင်အကဲခတ်နိုင်မှပညာခေါ်တယ်ဘယ်ရန်ကူကမှဒုံနဲ့ရိုက်တနတ်နဲ့ချိန်ပြီးငါစီလာကူကြစမ်းလို့ခေါ်မနေပါဘူးလူတွေစီမှာယုံကြည်မှုတိဆောက်နိုင်လို့အမီနာမထင်ရှားလာခဲ့တာအလကားကူပေးတဲ့ကိုကိုပလစ်ပြီးပတ်စံပေးကူရတဲ့သူ့စီကိုရောက်တယ်ဆိုတော့နင်းပါကြီးကနင်းချက်တက်တာတခုခုတော့ရှိနေပြီလို့လက်ခံလိုက်ရမှာသူများတကာတွေစေကန်းရှိကဗျာကျော်တဲ့အင်တာဗျူးပြီးလိုင်းမော်တင်လိုက်ရင်မင်းသမီးအစ်စ်တွေတောင်တုံဆင်းပြီးအံ့ယူရတယ်ခုစေးရုံဆိုတာအဲ့ဒီဗျာကျော်တဲ့လောက်တောင်လူတွေများတာမဟုတ်ဘူးမတ်ဆောင်ကိုစေကန်းလာပြဖို့ခေါ်ပြီးပေါင်နှင်းညောဆွဲလေကကောင်းမလားမသိပါဘူးမဟုတ်ဘူးဆိုတာဟုတ်ပါတယ်နဲ့ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့မဟုတ်သေးဘူးဆိုအင်တာဗျူးတွေမှာငိုပြဖို့အတွက်မြေကုန်းလေးပက်လက်လန်တအောင်ကျင့်ထားအောင်မယ်အမှန်တော့ခုစေယုံကိုရက်လေးမျက်နှာကလူနာတွေကိုယ့်ကိုတောင်းနေလာပြဖို့မလိုပါဘူးတိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေကုတယ်ဆိုတာလူမသိလေပူကောင်းတယ်ထင်ပေါ်လို့ကြောကြားလို့ဆိုတာမန္တလေးအညီနေမှာပဲကြည့်လို့ကောင်းတာကိုစေယုံကရွက်ပုံးပြီးလုပ်နေရမယ့်အရာသူတိတ်ပဲအလုပ်လုပ်ရမယ်ပြူတိုင်းကြိုက်တဲ့နှင်းစီကိုင်းကနေ
မော်လမြိုင်ကနှင်းစီဝင်ကြီးပြောင်းခေါ်မခံရအောင်ဖုံဖုံဖိဖိနေကြတာပေါ့နော်မတိသူတွေကြော်သွားလဲတိသူတွေဖော်စားကြလိမ့်မယ်ရှိစီတော့ဥရပိုင်းအိမ်မှာအိမ်သားအစ်စ်ကလေးရောက်လာတော့သူ့အချင်းကိုအချင်းတီအောင်ပေါင်းနေရတယ်ဒီကောင်လေးကဘာတွေစားလို့ဘာတွေမစားမှန်းလည်းမသိနိုင်ရိုးလေးတွေပေါ်နေတော့စားရေးတောက်ရေးအစင်မပြေမှန်းတော့သိထားတယ်တငယ်ချင်းတွေကခွေးဖေကြီးတွေခွေးမေကြီးတွေစီဓာတ်ပုံရိုက်ပိုးပြီးဒီကလေးကိုဘယ်လိုမွေးရမလဲလို့မေးရမြန်ရတယ်ဒီလိုပဲဟိုဟာဆန်းကြည့်ကြည့်တရားဆန်းကြည့်ကြည့်ပေါ့လေအိတ်တဲ့ခါတော့ကိုတို့အိတ်ခမ်းထဲကိုခေါ်သိပ်တယ်ဒီကောင်လေးကအကျင့်တော်ကောင်းရှာတာဖျားရှခုပရိယုပရိစိတ်နေရင်အတမပေးပဲငြိမ်ငြိမ်လေးဝင်နေတယ်အိတ်ခမ်းထဲမှာချိပါသေးပေါက်ရောက်ရခတ်ပြီးမနေဘူးရှိမှန်းတော့မသိရလို့ထကြည့်နေတာမနေ့9 နာရီကျော်လောက်ဆိုရင်တော့ဂရင်ဘေးမှာလာပြီးအညောင်တန်ပေးတယ်ရင်သွားချင်လို့ထင်ပါရဲ့ဆိုအိမ်မြင်လိုက်ဖို့တော့မှသူ့ကိစ္စအပေါ်ဖားလေးတွေကိုခြုံစပ်မှသွားရှင်းတယ်သူ့ကိုအေးရတာယုံနေမွေးတာတော့အနှံ့သက်မရှိဘူးရမ်းလိမ့်မာတဲ့ကောင်ရောက်ခါကတော့သူ့အိမ်သူ့ရမှမသိမှဆိုလို့လေဘတ်ကျူးလေးနဲ့ထားသေးတယ်အခုလေဘတ်ဖြုတ်ပြီးလဲထွက်မပြေတော့ခေါ်လိုက်ရင်ပြေးလာတယ်ကလေးဆိုတော့စော့ကျင်တယ်လူပေါ်ခုံတက်ရင်မျက်နှာပေါ်ထိရောက်တယ်အပြေးတအားတန်တာအိမ်ကကြောင်လေးတွေနေတော့ရင်းနှီးသွားအောင်ထားမှဖြစ်မယ်ဒီကောင်ကြီးကပူဆန်တယ်သမင်းထက်ပေါင်မုံကျုပ်ပူကြိုက်တယ်လူတွေကိုသူကောင်းမှတ်မိတယ်တနတ်တန်ကြားရင်တော့လန့်တတ်တယ်လေရင်လာလို့ကိုရိုးတွေကျင်းနေစင်းရင်သူလည်းအတမထွက်ပဲငြိမ်လေးဝက်နေတယ်စကားမပြောပေမဲ့လူအရေးကဲကိုတိတ်တီတာပဲမပြောတာတော့မဟုတ်ပါဘူးသူလာပြောတယ်ကိုရိုးကသူဘာပြောချင်နေမှနားမလည်သေးရခုတော့သူ့ကိုအိမ်တဆောင်မိတစ်ပြောင်နဲ့တတ်ထားမလို့အဆောင်တွေကလေးစောင့်နေတယ်ကြီးလာရင်မိမပေးစားဖို့တယောက်ပတ်တင့်တယ်ရွေးချယ်မျိုးနွယ်တူဆွေးဆိုတာဘလို့ရှာမှန်းတောင်မသိဘူးဒီဘာတငယ်မတွေနေတော့ဖိသဘောမတူနိုင်ဘူးငါသားလို့နားလေအောင်ဘလို့ပြောရပါကလေးအဖြစ်2 လသားရှိသေးသူ့အဖေယောဂတော်တော်ရင့်နေပြီလူနာတွေနဲ့ဆက်သွယ်ရတဲ့အခါအပြောချူတာအပြောဆိုတာလဝင်ချူတာနားခါတာအမီးမောက်မတည့်တာအနှောင်သွားမလွတ်တာဝိလေကြောင်ဘက်ပြောတာဘူးလုံးနာမထွင်ပြောတာကိုလူချင်းလူယူဆကြမှာပဲအကောင်မလောင်လေးတွေနဲ့စကားပြောရင်တော့အဲ့ဒါမျိုးတွေသိမရှိဘူးမကရဘာသာဆိုတာမတက်ကြွမိမယ်လေကိုတက်တဲ့ဘာသာနဲ့သာပြောသူတို့နားလေတယ်နားကန်တယ်ကချင်လိုပြောရှမ်းလိုပြောဗမာလိုပြောသူ့ကိုဘာပြောနေမှန်းသိတယ်ဆိုတာ speaking တင်တဲ့ထားလို့မဟုတ်တာစကလုံးမပါတဲ့စိတ်ထဲရဆန္ဒကိုသူတို့ဖတ်တတ်တာနားလေတာဖြစ်လိမ့်မယ်ထင်တယ်ကံကောင်းလေးကိုပိုင်တကွန်နဲ့ပဲရိုက်အပူနဲ့တဝင်းနဲ့ပဲရိုက်ဝိုင်းပေါ်နဲ့ပဲရိုက်သူ့အတွက်တော့စကားပြန်လို့မဟုတ်ဘူးကိုရုစီကလူနာတွေလဲစကားတွေအများကြီးပြောစရာမလိုပဲဆရာဝန်တွေစိတ်ထဲဘာရှိသလဲလို့သိနိုင်မြင်နိုင်ရင်အကောင်းသားဒီလိုမှန်ဒီတိရစ္ဆာန်ဆရာဝန်ပဲလုပ်ပါတယ်ကိုပြည့်မဖြစ်ခင်တော့တငယ်ချင်းတွေနဲ့ဘန်ကောက်ကတိရစ္ဆာန်ကူဆေးရုံလိုက်သွားဘူးတယ်လူမျိုး100 တပါးမတူခွဲပြားသလိုပဲခွေးဆိုတာပုံသဏ္ဍာန်အရွယ်အစားအမျိုးအနွယ်ဘလူရီတောင်ကွဲပြားခြားနာတယ်လေဆိုတာအဲ့ဒီရောက်မှတွေ့ဘူးတယ်ကော်ဖီခွက်ထဲထည့်တဲ့ခွေးတီးလေးကနေလူ1 ရက်လောက်မြင်တဲ့အေယာမခွေးကြီးတွေထိရှိတယ်မကြမ်းမာရင်စေကန်းပြတာစေုံတက်တာခွဲတာစိတ်တာ ICU ထဲမှာအင်ကျူဘေတာလေးတွေနဲ့ထားတာအကုန်လုံးမြင်ဘူးသွားတယ်လူတွေကိုအကျော်ရှာပြီးကင်ညူလာထိုးရပေမဲ့ခွေးလေးတွေကိုဘလို့ရှာမှန်းသူတို့ပဲသိတယ်ခွေးလေးတွေငိုရမှန်းလဲအဲ့ဒီရောက်မှမြင်ဘူးတယ်စေကန်းနောက်ဖက်မှာခွေးလေးတွေအတွက်ရေကူးခံတဲ့ကစားဝင်းရှိတယ်ပြေးပွဲပြိုင်ပွဲကစားဝင်းမျိုးစုံတွေရှိတယ်ခွေးလေးတွေအတွက်စူပါမားကတ်ဟာစင်ကြီးဟာလောက်တော့ကြီးတယ်လူချင်တာအကုန်ရတဲ့ခွေးစပါကလူစပါထက်တောင်ဈေးကြီးသေးတယ်ဗျစကင်ကဲဂရွင်းကဲရေချိုးစီလူပေါင်းတင်ရှော့ညက်ပက်ဒီကျူမန်နီကျူဖက်ရှင်ဒီဇိုင်နာတေလာဘာမဆိုလူရာရတယ်ဗျာကိုစီမှာဘန်စာအုပ်မရှိပေမဲ့တငယ်ချင်းတွေမွေးထားတဲ့ခွေးကလေးမှာဘန်စာအုပ်ပတ်စပို့စာအုပ်ဆွေစဉ်မျိုးဆက်မှတ်ပုံတင်ကျမ်းမာရေးအာမခံအကုန်ရှိတယ်ဗျာငါတို့ကသူများနိုင်ငံနဲ့ရှင်
လူရမ်းမစီတာမဟုတ်ဘူးခွေးရန်ကိုမစီသေးတာကိုလူဆရာကြီးတယောက်ကတော့သူတို့အိမ်ကခွေးလေးကိုမခွဲနိုင်လို့အမေရိကကိုခေါ်တာလူတယောက်ခေါ်တာထက်တောင်ဈေးကြီးသေးတဲ့လေရင်စီးရတာဟိုတယ်မှာထားပြီးကရန်တင်းဝင်ရတာပတ်စပို့တွေဗီဇာတွေလုပ်ရတာအင်မတန်ကိုအကုန်ကြများပါတယ်ဒါပေမဲ့လည်းမိသားစုဝင်တို့ဖြစ်နေတော့မြမပြည်မှာတကောင်နဲ့ထားခဲ့ရမှာဘလို့မှစိတ်မချနိုင်ဘူးတဲ့ကိုလိုလည်းရန်ကုန်ပြန်ရင်ဒီကောင်လေးနဲ့ဘလို့များခွဲသွားနိုင်ပါမလဲခေါ်သွားလဲကိုတောင်နေစရာအိမ်မရှိတာလူရောခွေးပါလမ်းပေါ်မှာအိတ်ကြတာပေါ့နော်အသက်ကြီးလာတော့လူဆိုတာတန်ရောစင်ရှိရအဖော်တဟဲလေးနဲ့နေရတာပဲကောင်းပါတယ်တိုက်ချီရိုနဲ့ချယ်ရီထိုက်ဘသူကပူစိတ်ချရတယ်ဆိုတာတော့အချိန်ခါအချိန်တွေကအဆုံးဖြတ်ပေးသွားမှာပေါ့လူဆိုတာဖောက်ပြန်တဲ့သဘောရှိတာတဘာဝပါပဲလေ